ခါတော့ကရွာငယ်လေးတယောက်မှာမြေတူးသမားတယောက်နေထိုင်နေသူဟာနေ့စဉ်မြေတူးတယ်သူမြေကလေးပေါ်တင်ပြီးမြေအိတ်တွေကိုရောင်းချအသက်မွေးဝမ်းကြောင်းပြုတယ်တရက်ရောက်တော့မြေတူးရင်အည်သွေးကောင်းတဲ့စိန်လုံးတစ်လုံးကိုတွေ့တယ်ဒါပေမဲ့စိန်လုံးရဲ့တန်ဖိုးကိုမသိရှာဘူးပေါ့ပြောင်ပြောင်လဲလဲကြောက်တုံးတုံးမို့သူမြေကလေးရဲ့လယ်ဘဲမှာအလှဆင်ချိတ်ဆွဲထားလိုက်တယ်သူမြေကလေးနဲ့ရွာထဲမှာမြေအိတ်တွေရောင်းချနေတော့ကုန်းစုံဆိုင်ဖွင့်ထားတဲ့ဆိုင်ရှင်လေးတယောက်နဲ့တွေ့တယ်ဆိုင်ရှင်ကသူမြေကလေးရဲ့လယ်ဘဲမှာချိတ်ဆွဲထားတဲ့ပြောင်ပြောင်လဲလဲကြောက်တုံးလေးကိုတွေ့တော့ဒါကဘာလဲဗျဘာကြောင့်ဒီမှာချိတ်ဆွဲထားရတာလဲမေးတယ်မြေတူးသမားကပြောင်ပြောင်လဲလဲကြောက်တုံးလုံးတာဖြစ်ကြောင်းမြေတူးရင်ရခဲ့တာဖြစ်ကြောင်းပြောပြတာပေါ့ဆိုင်ရှင်ကသဘောကျသွားပြီးရူပီး90နဲ့ကြောက်တုံးကိုဝယ်ယူခဲ့တယ်သူကုန်းစုံဆိုင်ကလေးကပစ္စည်းရောက်တဲ့ချိန်ခွင်မှာချိတ်ဆွဲထားလိုက်တယ်ဆိုင်ကိုလာတဲ့ဈေးဝယ်တိုင်းကကြောက်တုံးကလေးကိုနှစ်သက်ကြတာပေါ့တရက်ရောက်တော့ကုန်းစုံဆိုင်ကိုစိန်ပွဲသားတယောက်ရောက်လာတယ်ချိန်ခွင်မှာတတ်ထားတဲ့ကြောက်တုံးကိုတွေ့တော့တန်ဖိုးကြီးစိန်လုံးဖြစ်ကြောင်းစိန်ပွဲသားကသိတာပေါ့ဒါနဲ့စိန်ပွဲသားကဒီပစ္စည်းကဘာလဲဗျဘာကြောင့်ဒီမှာချိတ်ဆွဲထားရတာလဲမေးတော့ပြောင်ပြောင်လဲလဲကြောက်တုံးဖြစ်ကြောင်းမြေတူးသမားထံကရူပီး90နဲ့ဝယ်ယူခဲ့ရကြောင်းပြန်ဖြေတာပေါ့စိန်ပွဲသားကကျွန်တော်ကိုရောင်းနိုင်မလားမေးတယ်ခင်ဗျားကြရင်ရူပီး100နဲ့ယူသွားလေလို့ပြန်ဖြေခဲ့တာပေါ့စိန်ပွဲသားက80ရမှယူမယ်ဗျာမရရင်သွားတော့မယ်ပြောတော့ဆိုင်ရှင်ကရူပီး100ရမှရောင်းနိုင်မှာဖြစ်ကြောင်းပြန်ဖြေတယ်စိန်ပွဲသားလည်းထွက်သွားတော့တာပေါ့စိတ်ထဲမှာတော့နောက်တစ်နေ့ရောက်မှရူပီး90နဲ့ပြန်လာဝယ်မယ်ပေါ့ဗျာအဲ့ဒီနေ့မှာပဲအခြားစိန်ပွဲသားတယောက်ကုန်းစုံဆိုင်ရှိတဲ့ရွာကလေးကိုဖြတ်သွားရင်ကားပြတ်သွားတာနဲ့ကုန်းစုံဆိုင်ရှိမှရက်မိရက်သားဖြစ်သွားတယ်ဒုတိယစိန်ပွဲသားကစိန်လုံးကိုမြင်တော့ချက်ချင်းပဲရူပီး100နဲ့ဝယ်သွားတာပေါ့နောက်တစ်နေ့ရောက်တော့ပထမစိန်ပွဲသားပြန်ရောက်လာတယ်စိန်လုံးမရှိတော့တာကိုတွေးတော့စိန်လုံးကဘယ်ရောက်သွားတာလဲဗျဆိုင်ရှင်ကခမရထွက်သွားပြီးမကြခင်မှာပဲနောက်စိန်ပွဲသားတယောက်ရောက်လာပြီးရူပီး100နဲ့ဝယ်သွားကြောင်းဖြေတယ်ဆိုင်ရှင်ဖြေကိုကြားတော့စိန်ပွဲသားကဒေါသထွက်သွားပြီးခမရယူနေလားဒါတောင်မှန်ကြောက်တုံးတုံးမဟုတ်ဘူးဗျတန်ဖိုးကြီးစိန်လုံးဗျတန်ဖိုးကြီးစိန်လုံးကိုရူပီး100နဲ့ရောင်းလိုက်တာပေါ့ဟုတ်လားဆိုင်ရှင်ကတဟားဟားရဲ့ပြီးခမရကမှတကယ်အယူဗျကျွန်တော်ကစိန်တုံးဆိုတာတကယ်ကိုမသိတာဗျခမရကရူပီး20နှမျိုးမိလို့တန်ဖိုးကြီးစိန်တုံးကိုဆုံးချုံခဲ့ရတဲ့တူပေါ့ဗျာအခုပြောပြတဲ့အကြောင်းအရာကနေမိတ်ဆွေတို့ဘဝမှာအရေးကြီးတဲ့သင်ခန်းစာ3ခုကိုဖော်ပြခြင်းပါတယ်နံပါတ်1မိတ်ဆွေတို့အနေနဲ့လိုအပ်တဲ့နေရာမှာနှမျိုးတွန့်တိုတင်ပါတယ်မိတ်ဆွေကနေရာတိုင်းမှာနှမျိုးတွန့်တိုနေမယ်ဆိုရင်တော့တန်ဖိုးကြီးအရာတွေဆုံးရှုံးရပါလိမ့်မယ်နံပါတ်2အခွင့်အရေးကိုဘယ်တော့မှလက်လွတ်မခံပါနဲ့တစ်ခါပူကောင်းအောင်စဉ်းစားရင်အခွင့်အရေးတွေဆုံးရှုံးရတတ်လို့ပါနံပါတ်3ဘယ်တော့မှအချိန်မဆွဲပါနဲ့မနေ့ပြန်လုပ်ရမယ့်အလုပ်ကိုဒီနေ့လုပ်ပါဒီနေ့လုပ်ရမယ့်အလုပ်ကိုအခုချက်ချင်းလုပ်ပါပြစ်စုံပါဟာအကောင်းဆုံးပါပဲအချိန်မဆွဲပါနဲ့